သာသနာတော်နှစ်2545ခုနှစ်ဒေါသတက္ကရာ1363ခုနှစ်ဥဒုဟေမန္တဆောင်းဥတုဆောင်းတွင်ကာလတဗုဒ္ဓလပိကျော်3ရက်2002ခုနှစ်3လပိုင်း2ရက်နေ့စနေနေ့နံနက်တွင်ရန်ကုန်တိုင်းရန်ကုန်မြို့မြောက်ဥက္ကလာပရှေးဦးနှင့်ရိပ်သာဓမ္မယုံတော်မြတ်ကြီးအတွင်၌ဆင်ရင်ကျင်းပပြုလုပ်အပ်သောကျေးဇူးတော်ရှင်သက်တော်ရှင်ရှေးဦးမင်းဆရာတော်ဘုရားကြီးအဆုံးအမကိုခံယူလျက်မိခင်ကြီးဒေါ်လာအမှုပြု၍မင်္ဂလာတုံးလေးတက်စခန်းဌာနချုပ်မူဗမှုချုပ်သိမ်းရင်ဇနီးဒေါ်မြင့်မြင့်ကြီးမိသားစုတို့မှဆင်ရင်ကျင်းပပြုလုပ်အပ်သောဓမ္မပူဇာပွဲဓမ္မဒါနတရားအလူအမတဒါနအမြိုက်နိဗ္ဗာန်အလူပွဲတရားကိုချစ်ခင်တရားကိုနှစ်သက်တရားနဲ့မွေ့လျော်တရားနဲ့ပြောတရားကိုမျက်နှာလေးရှိတာကုန်တော့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့စုပေါင်းယူလာရောက်နာယူသောဓမ္မဒါနတရားအလူအမတဒါနအမြိုက်နိဗ္ဗာန်အလူပွဲကြီး၌ဟောကြားအပ်သောခောတကနိကေဓမ္မပဒပါဠိအထကထာအတ္တဝ၌လာသောဘောဓိရာဇကုမာရဝတ္ထုကိုတန်ခါဆင်၍ဟောကြားအပ်သောကိုယ်ကိုချစ်ရင်ကိုယ်ပြုခြင်းတရားတော်တဲ့ဗန်တရားတော်ပါလေကျွန်တော်ဒီတရားတော်ကဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောတော်မူခဲ့တယ်လို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တတိပံပါဝကဆရာတော်ဘုရားကြီးများလည်းဟောတော်မူခဲ့တမလို့ဆရာတော်ဘုရားကြီးလည်းဟောတော်မူခဲ့ကျေးဇူးတော်ရှင်ဓမ္မတုဒ္ဒဆရာတော်ဘုရားကြီးလည်းဟောတော်မူခဲ့တဲ့တရားပါကျွန်တော်ဒီတရားပွဲအပြီးမှာကုသိုလ်ကောင်းမှုအစုစုတွေကိုရည်သက်တော်ချအမြပေးဝေဖို့မိခင်ကြီးဒေါ်လာအမှုထားရဲ့မင်္ဂလာတုံလေးတဲ့စခန်းဌာနချုပ်မူဗမှုချုပ်သိင်းရင်ဒေါ်မြင့်မြင့်ကြီးမိသားစုတို့ကဓမ္မပူဇာပွဲလူထမ်းတို့ရှိုးနေရိပ်သာကျောင်းတိုက်အတွင်း၌သံဃာတော်အရှင်မြတ်များယောဂီများအပိဋကတ်တို့အားအာယုံစွမ်းဆက်ကလူတန်းခြင်းကုသိုလ်နောက်ဓမ္မတုဒ္ဒအရှင်စေတေနအားဓမ္မပူဇာနဝကမ္မ36,000လူတန်းခြင်းကုသိုလ်အစရှိတဲ့ကုသိုလ်မျိုးစုံတွေကိုတရားပွဲအပြီးမှာရေဆက်တော်ချအမြတ်ပေးဝေပါမယ်ကိုယ်ကိုချင်းရင်ကိုပြုရင်ဆိုတဲ့တရားတော်ကတရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့တရားတော်ဖြစ်လေသောကြောင့်တရားတော်ကိုမဟောသိမိမနာသေးမိဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဘုန်းတော်ကျေးဇူးတော်တွေအာယုံပြုပြီးတော့လက်အုပ်ချီလို့ရှိခိုးကြပါအောင်စို့နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝတောဘုံတော်6စုံကျေးဇူးကုန်နှင့်ပြည့်စုံတဲ့ပြည့်စုံတော်မူပါပေထတော်ဘဂဝတောလောကဓာတ်3ရပ်ဘုံ3ဓာတ်၌ကိလေသာမှန်သမျှကိုတစ်ခုမကြံပဲနံထွေးအံတော်မူပြပါလေထတော်အရဟတော1500ကိလေသာယံသူအပေါင်းတို့ကိုအရဟတမေမမရက်ချင်းချိုးဖြက်တပ်ဖြတ်และတပ်ဖြတ်တော်မူပြပါလေထတော်အရဟတောတမရာစိတ်ဤအကန့်ကွက်ဖြစ်ကုန်သောပုံညာဝိသင်္ခါရအပုံညာဝိသင်္ခါရအာနိသဝိသင်္ခါရဟုဆိုအပ်ကုန်သောမန္တရာစေသင်္ခါရအကန့်ကွက်တို့ကိုချိုးဖြက်လဲချိုးဖြက်တော်မူပြီးပါမည်ထတော်အာရဟံတော်စိတ်ဝင်ရာအရနိုင်မကောင်းမှုတွေမှန်သမျှကိုကိုယ်တော်ဖြင့်လဲပြုတော်မမူနှုတ်တော်ဖြင့်လဲပြောတော်မမူစိတ်တော်ဖြင့်လဲကြံစီလဲကြံစီတော်မမူတတ်ပါပြီထတော်အရဟံတော်လူနဲ့မြတ်မတတ္တဝါအပေါင်းတို့ဤလူသောဥခိုက်ရှိခိုးခြင်းကလည်းထိုက်တန်တော်မူပါပေထတော်နမတံဗုဒ္ဓတသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ရင်ကိုယ်တော်တိုင်သိမြင်တော်မူကြည်ပါပေထတော်တန်တံဗုဒ္ဓတထိုသစ္စာသိမြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားမေဖျားတတိတော်ဤနောအမကံတရားဟောနာပြီးရန်ကွာ၍ချမ်းသာလူနာဘုရားတတိတော်များတို့ဤနမောယောတိမြတ်တို့လက်အုပ်မိုး၍ရှိခိုးဥညွတ်ခြင်းသည်အထုဘဝတိစင်စစ်မသွေအမှန်ပင်ဖြစ်ပါ၏တည်း
ဤသို့ဘုရားရှင်အားရှိခိုးအကြောင်းဖြစ်သောပနာမစေတနာကြောင့်မေမအောင်သေးခင်အောင်ကြီးတည်အောင်မြင်ရမျိုးတရားဟောမဲ့ဘုရားတတိတော်အောင်နောအမကမအောင်သေးခင်အောင်ကြီးတည်အောင်မြင်ရမျိုးတရားဟောတရားနာကြမဲ့ဘုရားတတိတော်တို့အောင်ဇယမင်္ဂလံတွင်ပန်းတန်ညမံအပေါင်းအောင်ကြောင်းအောင်ငါအောင်မင်္ဂလာသည်အထုဘဝတုညီကြီးလက်ခံမလွဲလက်တို့ဆက်ဆက်မသွေအမှန်ပင်ဖြစ်ပါစေတည်းကိုကိုချီရင်ကိုပြုရင်ဆိုတဲ့တရားတော်မြတ်ကြီးကိုမဟောသိဘူးမနာသိဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဂုဏ်တော်ကျေးဇူးတော်တွေအာယုံပြုလက်အုပ်ချီလို့ရှိခိုးလို့ပြီးမိမိတို့လူလန်းတောင်းတတဲ့အတ္တိပပထနာအောင်စုမင်္ဂလာလေးတောင်းစုပြုပြီးတော့တရားတော်ကိုနာကြစို့ဆိုတော့ဟောကြစို့ဆိုတော့ကိုကိုချီကိုပြုလို့အတ္တမေစေတိယံစင်ညာရခေယနံသူရခိတံဒိဏံမြညတနာယမံပတိဇဂေယပန္တိတောဒီတရားတော်ကိုဟောမဲ့ပုဂ္ဂိုလ်ကရောဟောနေတဲ့ပုဂ္ဂိုလ်ကရောတရားတော်ကိုနာကြားမဲ့သူတော်ကောင်းတွေကပါတခုတော့ပထမဦးဆုံးနှလုံးသွင်းစီခြင်းလေကိုကိုချစ်ရလားဆိုတာလေဘာနှလုံးသွင်းရမှာလဲဒီပုဂ္ဂိုလ်တွေကကိုချစ်လားမချစ်ဘူးလားကိုနဲ့သူများနဲ့ဘယ်သူကိုချစ်ပြောပါအာတမေစေတိယံစဉ္ညာရခေယနံသူရခိတံဒိဏမိညတရာယမံပတိဇဂေယပန္တိတောအန္တနံဘဝဖံဃတန္တရာဝနာဟုဆွဲဆိုမိမိကိုဒီယံအရင်စလျင်ပြစ်မတင်ဖို့နေစဉ်မမုံအစ်စ်ခင်ဆုံးဟူ၍စေစင်ညာအခါအရာရာဝေသာနာထောက်တာအကယ်၍နားလည်ထားပြီးရှိ냐ကိုမြတ်တကယ်အချစ်ဆုံးဆိုတဲ့စိတ်ကလေးမွေးပြီးကိုမြတ်တကယ်အချစ်ဆုံးဆိုတဲ့စိတ်ကလေးမွေးပြီးတလောကလုံးနဲ့ပြန်ကြည့်ပေါ့ငါကအချစ်ဆုံးမှာသူများကိုမချစ်ပါဘူးသူများချစ်တယ်ဆိုလည်းငါကိုငါချစ်တာတော့မချစ်ပါဘူးလို့အဲ့ဒါလေးဟုတ်လို့ပြန်စဉ်းစားခက်တယ်ခက်တယ်လူတွေကကိုမချစ်တတ်ကြဘူးသူများပဲချစ်နေတာများလူတွေခက်ပြန်စဉ်းစားကြည့်လူကိုချစ်တယ်သူများကိုချစ်တယ်ဆိုတာဒီလိုပါချစ်တဲ့ခင်နဲ့လက်သက်တယ်ဆိုတာကသူများကိုချမ်းသာစေခြင်းနဲ့သူများကိုကြမ်းမာစေခြင်းနဲ့ဒီလိုစိတ်မျိုးအဲ့ဒါလိုပဲကိုချစ်တယ်ဆိုတာလေကိုချမ်းသာစေခြင်းနဲ့ကိုကြမ်းမာစေခြင်းအနည်းဆုံးတော့ကိုလည်းကြမ်းမာရမယ်စိတ်လည်းချမ်းသာရကိုချမ်းသာစေခြင်းဒါချစ်တယ်လို့ခေါ်တာပေါ့တနည်းနားလည်အောင်ပြောရင်တော့ချမ်းသာကနှစ်မျိုးရှိတယ်ကိုချမ်းသာနဲ့စိတ်ချမ်းသာဘယ်နှမျိုးရှိကိုချမ်းသာနဲ့ဒီတရားနာပြိဿအပေါင်းသူတော်ကောင်းတွေကကိုချစ်ပြီးလို့နှလုံးသွင်းပြီးရင်ကိုတစ်ဆင့်ပြန်စဉ်းစားတယ်ငါကိုကောင်းကြီးချမ်းသာဖို့အရေးကြီးသလားစိတ်ချမ်းသာဖို့အရေးကြီးသလားလို့ပြန်စဉ်းစားနှမျိုးတည်းဟာအရေးကြီးစိတ်ချမ်းသာရင်ပြီးရောကိုကဘလောက်ဆင်းရဲအဲ့လိုလုပ်မှာပေါ့လေဘုဒ္ဓံလောကေသမုပ္ပန္နောဟိတံယတပ္ပပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတပ္ပပါဏိနံမံဂောလောကေသမုပ္ပန္နောဟိတအနုတ္တရံပုညခိတံဘုရားရှင်ကိုယ်တော်မြတ်ဒီပွင့်ထွန်းပေါ်ပေါက်တော်မူလာတယ်ဆိုတဲ့ကလေးကလူနဲ့ပြမတတ္တဝါတွေစီးပွားတိုးတက်ဖို့တရားတော်မြတ်ဒီပွင့်ထွန်းပေါ်ပေါက်လာတယ်ဆိုတဲ့ကလူနဲ့ပြမတတ္တဝါတွေချမ်းသာဖို့သံဃာတော်အရှင်မြတ်ဒီပွင့်ထွန်းပေါ်ပေါက်လာတယ်ဆိုတဲ့ကအကျိုးစီးပွားတွေရောချမ်းသာတွေရောရဖို့အလူခံလေယာဉ်ကြီးကောင်းတတ်ပေါ်ပေါက်လာဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ဒီပွင့်ထွန်းပေါ်ပေါက်တော်မူလာတဲ့ပြန်ကြည့်ရင်လူနဲ့ပြမတတ္တဝါတွေချမ်းသာဖို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောပြီးတဲ့တရားကလည်းလူနဲ့ပြမတတ္တဝါတွေချမ်းသာဖို့ချမ်းသာတယ်ဆိုတာကလည်းလူတွေကိုယ်လည်းချမ်းသာဖို့စိတ်လည်းချမ်းသာဖို့ဒါလေးတော့တစ်ချက်စဉ်းစားပါဦးဇင်းတို့ကပ္ပိယကြီးပြောတယ်လို့ပဲတရားထိုင်တဲ့လူတွေဘုရားစကားနဲ့နားမထောင်ဘူးတဲ့ဟာကပ္ပိယကြီးဘာလို့လဲဘုရားစကားကဘုရားကလူလည်းချမ်းသာအောင်စိတ်လည်းချမ်းသာအောင်နှမျိုးတင်ပေးတာလေဟာကပ္ပိယကြီးအဲ့ဒါဘာဖြစ်တော့ဟုတ်တာပေါ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတရားဟောပြီးတယ်ဆိုတာကိုယ်လည်းချမ်းသာဖို့စိတ်လည်းချမ်းသာဖို့ဟုတ်တာပေါ့ဟုတ်တယ်လားပြောတယ်ဗျာတဲ့တချို့ကတဏှာကြီးလောက်ထိုင်နိုင်ရဲ့နဲ့9နာရီလောက်ထိုင်နေတာလေတရားအထုတ်ရင်ညောင်းအောင်ထိုင်ရမှလားနေလာရုံထိုင်ရမှာလမ်းလျှောက်ရင်ညောင်းအောင်လျှောက်ရမှလားနေလာအောင်လျှောက်ရမှာလားလောက်ရောင်းနေနော်
ဟုတ်ကဲ့လားရရင်ရောကဲဒီလူတွေလျောင်းထိုင်ရတော့ဣရိယာပုတ်၄ပါးမှာဘယ်ဟာအကောင်းဆုံးဘယ်ဟာအကြိုက်ဆုံးလျောင်းတဲ့ဣရိယာပုတ်ကြိုက်သလားထိုင်တဲ့ဣရိယာပုတ်ကြိုက်သလားရက်တဲ့ဣရိယာပုတ်ကြိုက်သလားလမ်းလျှောက်တဲ့ဣရိယာပုတ်ကြိုက်သလားထိုင်တမျိုးလုံးထိုင်ခိုင်းနေရမလားထိုင်တဲ့လျောင်းတာဘယ်ဟာကောင်းဒါနဲ့တမျိုးလုံးမလုတ်တန်းကလေးတော့လျောင်းခိုင်းနေရမလားသူတော်ကောင်းတို့ဉာဏ်သားလေးနဲ့အာယုံပြုကြည့်လိုက်စမ်းပါကိုချစ်တယ်ဆိုတဲ့စိတ်အရင်မွေးကိုချစ်ရင်ကိုကောင်းကြီးနဲ့ချမ်းသာဖို့စိတ်လေးချမ်းသာဖို့နှမျိုးကြိုးစားကိုကောင်းကြီးချမ်းသာဖို့ကြတော့တဘာမြောင်းရင်တဘာပြောင်းဣရိယာပုတ်တဘာမြောင်းရင်တဘာပြောင်းလိုက်စမ်းပါဣရိယာပုတ်တဘာမြောင်းရင်တဘာပြောင်းလိုက်စမ်းပါကိုဆင်းရဲမခံနဲ့ဘုရားရှင်ကိုတော်မြတ်ကြီးဒီရင်လေးရင်ဘဂဝါဘုရားရှင်ကိုတော်မြတ်ကြီးဒီဝိဟရတိပရင်သုံးတော်မူကြီးဣရိယာတဘာအညောင်းအညာများကိုတဘာဖြင့်ဖြတ်မကြက်လက်အောင်အတ္တဘောကိုဆောင်းတော်မူတာပဲတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးနေတဲ့ထိုင်တဲ့ပရင်သုံးတဲ့ဆိုတာဘာလို့မတာလို့ဆိုရင်ခန္ဓာကိုယ်အတ္တဘောကြီးကိုဣရိယာပုတ်တွေဘာလို့ပေးလဲပြောင်းပေးနေတာလေကိုချမ်းသာအောင်ဆိုရင်ဣရိယာပုတ်အပင်မခံနဲ့ဘာလို့ပေးရမလဲပြောင်းပေးရဒါကတော့သူတို့လုပ်နေကြတာလေစိတ်ချမ်းသာဖို့ဆိုရင်နဲ့စိတ်ထားကောင်းတာလေစိတ်ချမ်းသာဖို့ဆိုရင်စိတ်ထားကောင်းတာလေကိုချမ်းသာဖို့ကဣရိယာပုတ်ဘာလို့ပေးရမလဲပြောင်းပေးရမယ်တင့်တော်တယ်လို့စိတ်ချမ်းသာဖို့ကဘာလို့ရမလဲစိတ်ထားကောင်းရမယ်ကိုယ်လည်းချမ်းသာစိတ်လည်းချမ်းသာဖို့ကိုယ်ကယူဆိုင်လိုက်စမ်းပါအတ္တမင်းစေပိယံစင်ယံရခေယနံပုရခိတံဒိဏမိယသနာယမံပတိစကေယတန္တိတောနာအတ္တနံဘဝဖံကနန္တရာကငါဟုဆွဲဆိုမိမိကိုဆိုတာရှိတာတကယ်ပြောရင်ကိုယ်ကောင်ကြီးနဲ့စိတ်ပါပဲတကယ်ကိုချစ်တယ်ဆိုရင်ကိုယ်ကောင်ကြီးကိုလည်းချစ်ရတာစိတ်ကိုလည်းချစ်ရတာကိုယ်ကောင်ကြီးကိုချစ်တယ်စိတ်ကိုချစ်တယ်ဆိုတာကကိုယ်ကောင်ကြီးကိုစွဲလန်းဖို့ပြောတာမဟုတ်ဘူးစိတ်ကိုစွဲလန်းဖို့ပြောတာလည်းမဟုတ်ဘူးအနည်းဆုံးတော့ကိုယ်ကောင်ကြီးကိုလည်းချမ်းသာအောင်ထားစိတ်ကိုလည်းချမ်းသာအောင်ထားကိုယ်ကောင်ကြီးကိုချမ်းသာအောင်ထားတဲ့သူရဲ့ကိုယ်ကောင်ကြီးကိုဆင်းရဲအောင်ထားတဲ့သူရဲ့ဘယ်လိုပညာရှိစိတ်ကိုချမ်းသာအောင်ထားတဲ့သူရဲ့စိတ်ကိုဆင်းရဲအောင်ထားတဲ့သူရဲ့ဘယ်လိုပညာရှိမန္တိတော်ပညာရှိအစစ်ဖြစ်တဲ့ပုဂ္ဂိုလ်သည်အန္တနံဘဝဖံကတန္တရာကငါဟုဆွဲဆိုမိမိကိုဒီယံအရင်စစ်လျင်ပြစ်မမြင်ဖို့နေ့စဉ်မဆုံးအချစ်ခင်ဆုံးသူစေသညာအခါအရာညာဝေသနာထောက်တာအကြိမ်နားလည်ထားပြီးရှိညာဘယ်မှာဟောလို့တာပေါ်နေရတာကကိုယ်စိတ်ကလေးပေါ်လာအောင်လို့ငါကအချစ်ဆုံးငါကဂရုစိုက်နေငါခန္ဓာကိုယ်ကြီးကျမ်းမာအောင်ဂရုစိုက်နေငါကိုချမ်းသာအောင်ဂရုစိုက်နေငါစိတ်ချမ်းသာအောင်ဂရုစိုက်နေအဲ့လိုစိတ်ကလေးဖြစ်အောင်ပြောပြနေရတာအခုတရားနာတော့အဲ့ဒီစိတ်ကလေးဖြစ်သလားလူကနာတရားနာနေတဲ့အိမ်ကိုစိတ်ရောက်နေမဖြစ်သေးဘူးလူကနာတရားနာနေတဲ့အိမ်ကိုစိတ်ရောက်နေတချို့ကပြောကြတယ်စကားပုံပေါ့သမင်းကောင်းဟင်းကောင်းများတွေ့ရင်ဘုဒ္ဓတတိယလဲဆိုရင်ကိုအချစ်ခင်ဆုံးသူကိုတတိယလေတရားကောင်းများတွေ့ရင်လည်းပဲကိုအချစ်ခင်ဆုံးသူကိုတတိယလေအဲ့ဒါလို့အချစ်ခင်ဆုံးသူတွေဘလို့ပဲများပါစေတဲ့ကိုထက်တော့ပို့ပြီးတော့မချစ်နိုင်ဘူးတဲ့အရေးကြီးတာကကိုချမ်းသာဖို့အရေးကြီးပြီးစိတ်ချမ်းသာဖို့အရေးကြီးပြီးစေတညာအခါအရာရာဝယ်စာနာထောက်တာအကြိမ်နန်းတော်ထားပြီးရှိညာနာအတ္တနံယခုလဲကိုနောင်ကိုဟုဒုက္ခလိုသိရှိထိုမိမိကိုဒါလေးနဲ့အာယုံကြည့်ကြည့်နာအတ္တနံယခုလဲကိုနောင်ကိုဟုဒုက္ခလိုသိရှိထိုမိမိကိုအရင်ဘဝတုန်းကလည်းပဲလူပဲဖြစ်ခဲ့နတ်ပဲဖြစ်ခဲ့ဇမနာပဲဖြစ်ခဲ့တိရစ္ဆာန်ပဲဖြစ်ခဲ့ကိုပါပဲအခုလည်းပဲကိုပါပဲဒီဘဝလေးတံမရောက်သေးရင်တန်တရာမသွားရဘူးလားသွားရမှာလားအဲ့ဒီသွားနေတာလည်းပဲကိုပါပြီနာအတ္တနံယခုလဲကိုနောင်ကိုဟုဒုက္ခလိုသိရှိထိုမိမိကိုဆိုတာလေးကိုသဘောပေါက်စမ်းပါပဲနားလည်အောင်ပြောရင်ငယ်တုန်းကလီတာရဲလေးလေကိုပဲလေးတစ်ထောက်သွားတုန်းကလည်းကိုပဲကျောင်းလေးကျောင်းသားကျောင်းသွားတုန်းကလည်းကိုပဲအလောက်ကိုင်းနေရောက်တော့လေအခုလေတရားမနာခင်တုန်းကလည်းကိုပါပဲတရားနာနေတော့လည်းကိုပါပဲတရားနာပြီးတော့လည်းကိုပါပဲနာအတ္တနံယခုလဲကိုနောင်ကိုဒုက္ခလိုသိရှိထိုမိမိကို
လူတွေခိတံတရားကြောင့်ရမဆောင်ပါပဲကောင်းစွာစောင့်ရှောက်အပ်သည်လောက်အောင်ရေခယတတိတရားလက်ကင်ထား၍မမပုံတွေစောင့်ရှောက်လေရ၏ကိုချစ်ကိုစောင့်ရှောက်တယ်ကိုချစ်မိဘစောင့်ရှောက်ပြီးရုံနဲ့မလုံလောက်ဘူးတဲ့ဆရာသမားစောင့်ရှောက်ပြီးရုံနဲ့မလုံလောက်ဘူးတဲ့ဆွေတွေမျိုးတွေအတိုင်းဝိုင်းတွေစောင့်ရှောက်ပြီးရုံနဲ့လည်းမလုံလောက်ဘူးတဲ့ကိုချစ်ကိုစောင့်ရှောက်ဘယ်လိုစောင့်ရှောက်ရမှာလဲကြည့်လူတွေခိတံတရားကြောင့်ရမဆောင်ပါပဲကောင်းစွာစောင့်ရှောက်အပ်သည်နာအောင်ရခယတတိတရားလက်ကင်ထား၍မမပုံတွေစောင့်ရှောက်လေရ၏ဒီတတိကအရေးကြီးပါတယ်သောတော်ကပြောခဲ့ပါတယ်မိတန်ရေးလေးတုန်းကလည်းကိုယ်ပဲလူတစ်ထောက်သွားတုန်းကလည်းကိုယ်ပဲအမြဲရောက်လာတယ်လည်းကိုယ်ပဲအခုလည်းကိုယ်ပဲနောင်လည်းကိုယ်ပဲတဲ့တကယ်တွေ့ပြီးတော့ကိုစောင့်ရှောက်စောင့်ရှောက်လို့ပြောတဲ့နေရာမှာတတိတရားလက်ကင်ထားစောင့်ရှောက်ရမယ်တဲ့တတိနဲ့စောင့်ရှောက်ရမယ်တဲ့ချူရန်ပြိတ္တအပင်းနဲ့စောင့်ရှောက်ရုံနဲ့မရဘူးတဲ့တတိဘာတတိလဲဟိုသူတော်ကောင်းတို့မိသားရဲ့ပက်လက်လန်လုံးကဒီအမေဒီအဖေနဲ့ကြုံဒီမိသားရဲ့တွေဖြစ်ခဲ့ပါပြီအမေကလည်းကိုချစ်ပါပြီအဖေကလည်းချစ်ပါပြီတယူတရပြုစုတိုက်ထွေးပြီးတော့ကျူးမွေးတဲ့မိဘရှိပြီချမ်းသာတာပြည့်စုံပေါ့တချို့ကြတော့လည်းမိဘကအလုပ်တစ်ဖက်နဲ့ဆိုတော့သားသမီးချစ်ပါလေနဲ့မပြည့်စုံနိုင်ဘူးမယူရနိုင်ဘူးမိဘချင်းမကွာဘူးလားကွာဟိုသူတော်ကောင်းတို့တတိလေးထားလိုက်စမ်းမှမိဘချင်းကွာတာလားကိုကုသိုလ်ကံကွာတာလားဟုတ်ကဲ့လားတတိဆိုတာအဲ့ဒီတတိကိုပြောတာအများကြီးတော့တတိနဲ့ပတ်သက်တယ်အနည်းဆုံးတော့မိဘကကျူးမွေးပြုစုစောင့်ရှောက်ခြင်းတော်နဲ့မပြည့်မစုံတဲ့မိဘဝမ်းပိုက်ထဲမှာဝင်ကိုဒီလိုဖြစ်မှာပေါ့မိဘတိုင်းကချစ်ကြခင်ရတာပါပဲဒါပေမဲ့ပြည့်စုံပြီးတော့ပြုစုယူကြစောင့်ရှောက်မိဘနဲ့ရင်အုပ်မကွာနေရတဲ့သားသမီးတွေလည်းရှိတယ်ရင်အုပ်မကွာနေခြင်းလားပြစ်ထားတာခိုင်နေလားအခုမှနေလို့မရတော့ဘူးတဲ့ဘယ်သူကပို့လိုက်ပြန်လဲဆိုရင်ကံဟုတ်လားဟိုသူတော်ကောင်းတို့ကိုယ်ကံလေးကိုပြန်ပြီးတော့တတိလေးထားလိုက်စမ်းမှာကိုယ်ကံလေးကိုပြန်ပြီးတတိလေးထားလိုက်စမ်းမှာကိုယ်ကံမကောင်းရင်အကျိုးပေးတွေကကောင်းနေပြီမဟုတ်ကိုယ်ကံကောင်းရင်အကျိုးပေးတွေကကောင်းရပါပေကုန်ဘူး။အိုသူတော်ကောင်းတို့ကိုစောင့်ရှောက်တယ်ဆိုတာကမိဘရှိတဲ့တာသမီချင်းတူကံကစောင့်ရှောက်တာပိုတိတာဘူး။ဟုတ်လား။ဒီကလေးကလည်းအမေဖေရှိတာပဲဟိုကလေးကလည်းအမေဖေရှိတာပဲဒီကလေးကလည်းအဖိုးဖွားဟိုကလေးကလည်းအဖိုးဖွားရှိတာပဲ။ဆိုဒီမျိုးတွေပြိတ္တတွေရှိတာပဲ။တချို့ကလေးများကြတော့အမလေးလက်ပေါ်ကကိုမချ။ဇာကျင်နာရလိုချင်တာပြီးကျိုးရရှိတာဒီကျိုးလို့အဲ့လိုကလေးမျိုးလည်းရှိပြီးပြီးရပြစ်ထားနိုးကြိုတိုက်ဖို့တော့အမိခင်များမအားတဲ့သားသမီးတွေလည်းရှိတယ်ကံကွာတယ်ဘာကွာလားဟိုသူတော်ကောင်းတို့ဉာဏ်နာလေးနဲ့အာယုံပြုကြည့်လိုက်စမ်းမှာလူလက်ခိတံတရားကြောင့်မဆောင်ပါပဲကောင်းစွာစောင့်ရှောက်အပ်ဒီနောက်အောင်တတိတရားလက်ကင်ထားပြီးတော့စောင့်ရှောက်ရအမည်ဘာတတိအခြေခံကစလိုက်ကံကောင်းတာလုပ်ခဲ့ရင်တော့ကောင်းတဲ့စီရမှာပဲဆိုးတဲ့ကံလေးလုပ်ခဲ့ရင်တော့လေဆိုးတဲ့စီရောက်မှာပဲမိသားရေးလေးဖြစ်ပြီးတော့ကျွန်တော်မကြိုက်ပါဘူးဗျာလို့ထားပြီးလို့လေးတစ်ထောက်ကလေးဖြစ်ပြီးတော့တောက်နဲ့ခင်ဗျားတို့နဲ့မနေတော့ဘူးဗျာခင်ဗျားတို့နဲ့မနေတော့ဘူးဗျာခင်ဗျားတို့တော်တော်ဆင်းရဲတာပဲဗျာကျွန်တော်မနေဘူးလို့ထားပြီးလို့ဟုတ်ကဲ့လားတကယ်လို့ချမ်းသာတာနေခြင်းပါလေချမ်းသာတဲ့အမိဖားတွေနဲ့ကြုံရင်ပါလေလူချမ်းသာနဲ့ချမ်းသာဓမ္မချမ်းသာဖြစ်ခြင်းပါလေဆိုရင်ဘသူစောင့်ရှောက်မယ်ကိုကံအရင်ကကံတွေကလိုက်ပြီးတော့စောင့်ရှောက်ကြလေကုန်ဤအဲ့ဒီသဘောကိုအခုတက်ရှိထင်ရှားမှတတိလေးနဲ့ပြန်အာယုံပြုတတိဉာဏ်တွေကစောင့်ရှောက်ရသည်အဲ့လိုဆိုရင်နံပါတ်1မိသားရေးဖြစ်တာချင်းတူကောင်းကောင်းလေးမဖြစ်ချင်ဘူးလားဖြစ်ချင်ဘယ်လိုလုပ်ကံကောင်းအောင်မလုပ်အဲ့ဒါကိုတော့မမေးနဲ့တော့ကံကောင်းအောင်လုပ်ကံကောင်းအောင်လုပ်လူတွေရဲ့ကံများလေကမ္မတ္တိဝိပဿတိတတ္တဝါတွေကိုကံကခွဲခြားတယ်ဆိုတာလည်းဟုတ်တယ်ကမ္မဝိပါကောအစိမ့်လျောကံရဲ့အကျိုးပေးဟာဘလို့မှစဉ်းစားလို့မရောက်နိုင်ဘူးဉာဏ်မပေါက်နိုင်ဘူးဉာဏ်ဆိုတာလည်းဟုတ်တယ်ဦးဇင်းတို့ငယ်တုန်းကဦးဇင်းတို့ရက်ွက်ထဲမှာဒကမာကြီးတယောက်ရှိနာမည်တော့မပြောတော့ပါဘူးဒကာကြီးကအသက်ကြီးဒကမာကြီးကခံနေနေတန်သမီးတွေက5-6ယောက်အဲ့ဒီဒကမာကြီးကလေစီးပွားသူသားသမီးတွေကိုရှာကြွေးတယ်အမျိုးသမီးအားလျော်ကစီးပွားရှာဖို့ဆိုတာကတင်းတင်းတန်းတန်းနဲ့မလုပ်နိုင်တော့ဘူးသူကံညာအံ့ဩဖို့ကောင်းတာသူကဘာလုပ်လဲဆိုဖဲရိုက်ပြီးရှာကြွေးတာ
အမလေးဦးဇင်းတို့ကြားရတဲ့သတင်းတော့အဲ့ဒီဒကမာကြီးကဘယ်ဝိုင်းလိုက်လိုက်နိုင်တာလေသူဘလောက်အံ့ကြကောင်းတယ်နိုင်တာတဲ့ဖဲဝိုင်းရိုက်နိုင်တာပဲဖဲဝိုင်းရိုက်နိုင်တာပဲတာသမီလေးတွေကြောင်းလေးတွေဗာလေးတွေထားမိဘမေတ္တာနဲ့ပေါ့ဘာမှလည်းသူမှမလုပ်တတ်မခိုင်တတ်တာကိုဦးဇင်းတို့ကသူ့အပြစ်မမြင်ပါဘူးအဲ့ဒီဖဲရိုက်လာရကနေတော့နောက်ဆုံးကျတော့ဘေးကဝိုင်းပြောတာပေါ့နေတာသမီတွေကလည်းအယောရောက်တော့မင်းကမိမတန်နေနဲ့ဖဲဝိုင်းလျှောက်ခိုင်းလို့ဘယ်ကောင်းမလဲကဲအဲ့ဒါနဲ့တော့ဖဲမရိုက်ဘူးကျန်တာလည်းမလုပ်တတ်ဘူးမွဲသွားပြန်ရောအဲ့တော့ဗာပြန်လုပ်ပြန်လေဖဲရိုက်ပြန်ရောဖဲရိုက်တော့ပြန်ပြီးတော့စီးပွားဖြစ်ပြန်ရောတာသမီတွေကြောင်းထားပြန်ရောနောက်ဆုံးအတင်းဝိုင်းပြောတော့ကြမှာလေလက်ချင်လက်တွေတော့ပြီးဖေးမရိုက်တော့ဘူးဆိုစွန့်လိုက်တာအဲ့ဒီကြတော့မှကံအားလို့ရတာလေးတွေကအရွယ်ရောက်လာသမီးလေးတွေကအရွယ်ရောက်လာလက်ဖက်ရည်တိုင်လေးစဖွင့်ကြီးကျယ်လက်ဖက်ရည်တိုင်ကြီးဖြစ်သွားတာသမီးတွေကိုချစ်တာချင်းတူတူသမီးတွေကိုစောင့်ရှောက်တာချင်းတူတူအဲ့ဒီဒကမာကြီးမကောင်းတဲ့ဖေးလိုက်တဲ့အလုပ်တွေကလုပ်ခဲ့ရတယ်လုပ်ခဲ့ရတာသူလှုပ်ချင်လို့လုပ်ရတာလားအတိတ်ကံတွေကလှုပ်ခိုင်းနေတာလားဟိုအရင်တုန်းကအဲ့ဒီမကောင်းတဲ့ဖေးရိုက်တာကိုဝါသနာပါခဲ့ပြီးမကောင်းတာနဲ့ဖေးရိုက်ပြီးတော့အဲ့ဒီဖေးရိုက်လို့ရတဲ့ဟာနဲ့လူခဲ့ပါပြီးအဲ့ဒီဖေးရိုက်လို့ရတဲ့ဟာနဲ့ဝေယဝဆတွေပြုခဲ့ပါပြီးအိုသူတော်ကောင်းတို့ဉာဏ်သားလေးနဲ့အာယုံပြုကြည့်လိုက်စမ်းမှလူယုံနဲ့ကြီးလိုက်ရင်မဟုတ်အဲ့ဒီလူတဲ့ဝတ္ထုပစ္စည်းဘယ်ကရဟုတ်လားဒီဒကမာကြီးတယောက်တည်းပြောတာမဟုတ်ပါဘူးတရားနာတဲ့သူတော်ကောင်းတွေပြန်စဉ်းစားဟုတ်လားမဟုတ်တရုပ်လုတ်ခဲ့ပြီးတော့ရတဲ့ဟာနဲ့များလူနေနောက်ဖြစ်လျက်ဘဝတိုင်းဒါနဲ့စူးပွားဖြစ်လာတယ်မဟုတ်တရုပ်နဲ့ပဲဟုတ်တာနဲ့များရတာလေးနဲတာများတာမဆိုင်ပါဘူးတန်တန်ဆင်ဆင်ရတာလေးနည်းနည်းလေးလောက်ပဲဖြစ်ဖြစ်ဆင်ဆင်ကြည်ကြည်ဟုတ်တာလေးနဲ့များလူပေးလို့ရှိရင်လေအကျိုးပေးရင်လည်းဘယ်လိုမရမှာလဲဆင်ဆင်ကြည်ကြည်ပဲနောက်စည်းပွားဖြစ်တော့လေဒါနဲ့ပဲဖြစ်လာတယ်ဟုတ်တာနဲ့ကြီးပဲစည်းပွားဖြစ်လာလောကမှာရှိတယ်တော့တချို့မဟုတ်တာနဲ့ကိုစီးပွားရှာမှစီးပွားဖြစ်တယ်လို့ပြောဘူးတချို့မဟုတ်တာနဲ့ရှာလုံးဝမဖြစ်ဘူးတချို့ကြတော့လေဟုတ်တာနဲ့ရှာရင်စီးပွားဖြစ်တယ်မဟုတ်တာနဲ့ရှာရင်စီးပွားမဖြစ်ဘူးကဲဒီလိုစီးပွားမဖြစ်ချင်လို့ဖြစ်ချင်တာဒါနဲ့ရှာသူတော်ကောင်းတို့တတိလေးထားလိုက်စမ်းမှကိုဒီဘဝဒီတက်တက်ဒီမျက်နှာလေးတွေမကြည့်လိုက်စမ်းမှနဲ့နောင်ဘဝတန်တရာတစ်လျှောက်လုံးနိဗ္ဗာန်မရောက်မီမဟုတ်တာလေးနဲ့မှစီးပွားဖြစ်တဲ့လူများဖြစ်နေရင်ဘလောက်အရှုံးကြီးရှုံးနိုင်မလဲပြန်ကြည့်ဟုတ်လားမိမတန်နဲ့ဖေးရတာတိုင်းမိဘဖြစ်တော့သားသမီးကိုချစ်သားသမီးကိုရှာကြည့်ပေါ့တကယ်တမ်းကျတော့ကံဆိုတာဘယ်လို့မှမမြင်ပါဘူးကဲတပည့်တော်ဗျာဆရာတော်တန်ခါတော်တွေကလည်းဆုံးမတော့တပည့်တော်မလုပ်တတ်လို့ဒီဖေးရိုက်ပြီးရှာကြည့်တာပါဗျာဒီလိုဆိုတပည့်တော်မရိုက်တော့ဘူးဗျာငတ်ချင်ငတ်တည်းဆိုလဲနေလိုက်ရောတန်လေးတွေတမီးလေးတွေက9တန်း10တန်းနေရင်လည်းလက်ဖက်ရည်ဆိုင်လေးဝိုင်းကူဖွင့်ဟုတ်စီးပွားဖြစ်သွားသူတော်ကောင်းကိုဉာဏ်နာလေးနဲ့အာယုံပြုကြည့်လိုက်စမ်းမှာဘသူကမိမိကိုစောင့်ရှောက်ခဲ့တာလဲဆိုရင်ကံအရင်ဘဝတွေကပြုခဲ့တဲ့ကံအဲ့ဒီကံတွေကစောင့်ရှောက်လို့လူလာဖြစ်တာဒီအဲ့ဒီကံတွေကစောင့်ရှောက်လို့ကုသိုလ်ကောင်းမှုကြောင့်လူချမ်းသာတွေဖြစ်ကြလေကုန်၏လက်ချမ်းသာတွေဖြစ်ကြလေကုန်၏မိဘကောင်းဆရာဓမ္မကောင်းဆွေမျိုးကောင်းတွေနဲ့တွေ့ကြလေကုန်၏အတိတ်ကဘသူကစောင့်ရှောက်ကံအခုပစ္စုပန်မျက်မှောက်လည်းငင်းကြဘသူကစောင့်ရှောက်မဲ့တတိအရင်ကဘလောက်ပဲအကုသိုလ်တွေမသိတဲ့အလျောက်မိုင်မဲတဲ့အလျောက်တွေ့ရတဲ့အလျောက်အကုသိုလ်ကံတွေပြည့်ပြည့်လို့ဒီကောင်ကဘလောက်စီးပွားဖြစ်အောင်စောင့်ရှောက်ပါတကယ်တတိလေးရှိတဲ့အခါကျတော့ဒါမဟုတ်တော့ဘူးငါမဟုတ်တာနဲ့လားစီးပွားရှာနေနောင်တန်တာတော့တွားပြီပေါ့မိမိတို့တရားနာနေတဲ့သူတော်ကောင်းတွေကစီးပွားဖြစ်ချင်တာတက်လားကောင်းတာလုပ်ချင်တာလားကောင်းတာလုပ်ရင်လည်းစီးပွားဖြစ်တဲ့လူရဲ့မကောင်းတာလုပ်ရင်လည်းစီးပွားဖြစ်တဲ့လူရဲ့နှစ်မျိုးဘယ်ဟာဖြစ်ချင်သိကြလားညာနေတယ်နော်စီးပွားဖြစ်ဖို့ပဲအရေးကြီးတယ်ကျန်တာကောင်းတဲ့မထက်တဲ့သူတွေအာတန်စေတိယံစဉ္ညာရခိယနံသူရခိတံအာတနံဘဝဖန်ကံတန္တရာကငါဟုဆွဲဆိုမိမိကိုဒီရန်အရင်စလျင်ပြစ်မတင်လို့နေ့စဉ်မမုံအချစ်ခင်ဆုံးသူ၍စေစင်ညာအခါအရာရာဝဲစာနာထောက်တာအကြရနားလည်ထားသည်ရှိညာကိုအချစ်ဆုံးလို့တာသဘောပေါက်လိုက်ရင်မဟုတ်တဲ့နဲ့စီးပွားဖြစ်မှခံနေတော့ဟုတ်လားဟုတ်တာနဲ့သာစီးပွားဖြစ်အောင်ကြိုးစားတော့အဲ့ဒါတတိတဲ့အဲ့ဒီတတိလောက်ကလေးတော့ရှိရတယ်လေအခုလိုပြောလိုက်တော့ကိုစီးပွားရှာနေတာကိုပြန်မပေါ်ဘူးလားပေါ့မသိတဲ့အလျောက်မလိမ္မာသည့်အလျောက်မိုက်မဲတဲ့အလျောက်လောက်ခတာတွေတော့သွားပါတော့အဲ့ဒါတွေတော့ခေါင်းနဲ့မထည့်နေတော့ကိုတတိထားလိုက်စမ်းမှဘလို့တတိထားမယ်အတ္တနံယခုလဲကိုနောင်ကိုဟုဒုက္ခလို့သိရှိထုံမိမိကို
မနေ့ကနဲ့ကိုကိုကနေလဲကိုကိုနှက်ဖြန်နဲ့ကိုကိုတကယ်တမ်းကျတော့ဒီကိုနဲ့ဒီစိတ်ဒီယုံနဲ့ဒီနံတန်တရာလဲနေတာမှကိုကိုလို့ခေါ်ကြလေကုန်ဤတကယ်တမ်းပြောတော့အကျိုးပေးသည်ဘယ်သူကအကျိုးပေးတာလဲဆိုတော့ကံကောင်းရင်ကောင်းတာလေးဖြစ်အကျိုးပေးသည်အဲ့ဒါလေးကတတိရှိလိုက်ရင်လေအရေးကြီးတာဘယ်သူလဲကံအတိတ်တုန်းကကံကချေရတဲ့ပြစ္ဆုတ်ပံကြတော့တတိကစောက်ရှောက်မယ်တတိစောက်ရှောက်တော့ဒီကိစ္စကုသလဓမ္မတ္တေတိအပမဒမူလကဟေးကုသတရားမှန်သမျှတတိရှိရင်ဖြစ်တဲ့ကုသမှန်သမျှဟာတတိမရှိရင်ကုသမဖြစ်ဘူးတဲ့အရင်လုံးကကံကအကျိုးပေးနာခဲ့တာကံကစောင့်ရှောက်ခဲ့တာအတိတ်ကကံမိသားရည်လေးဖြစ်အောင်လေးတစ်ထောက်ဖြစ်အောင်ဒီအမေဒီအဖေဒီပတ်ဝန်းကျင်နဲ့ဆုံအောင်ကံကစောင့်ရှောက်အခုပြစ္ဆုတ်ပံတဲ့ကြတော့ဘယ်သူကစောင့်ရှောက်အောင်လဲဆိုတတိဘာလို့လဲဆိုတော့တတိကပင်ရင်းမှာတဲ့တတိပင်ရင်းလေးရှိရင်လုံးသမျှကုသိုလ်ကြီးပဲတတိပင်ရင်းလေးရှိရင်ပြောသမျှလည်းကုသိုလ်ကြီးပဲတတိပင်ရင်းလေးရှိရင်ကြံစီသမျှလည်းကုသိုလ်ကြီးပဲဒါမှမဟုတ်တတိလေးတော့ရှိလိုက်စမ်းပါတယ်နာအတ္တနံယခုလဲကိုကိုလောင်ကိုကိုဟုဒုက္ခလိုသိရှိထိုမိမိကိုကိုလူရဲ့ခိတံတရားကြောင်းရာမဆောင်ပါပဲကောင်းစွာစောင့်ရှောက်အပ်ပြီးမိလောက်အောင်စောင့်ရှောက်တဲ့ဆိုတာခလုံးမတိုက်အောင်စောင့်ရှောက်တာမျိုးကိုပြောတာမဟုတ်ဘူးမိမိကလွတ်အောင်စောင့်ရှောက်တာမျိုးကိုပြောတာမဟုတ်ဘူးတရားကြောင်းရာမဆောင်ပါပဲကောင်းစွာစောင့်ရှောက်အပ်ပြီးမိလောက်အောင်တဲ့တရားလမ်းကြောင်းမဆောင်ဖို့တဲ့ဗါတယ်နော်တတိလေးသာရှိတရားလမ်းကြောင်းမဆောင်ဘူးတဲ့တတိမရှိရင်တရားလမ်းကြောင်းတကယ်တမ်းကျတော့လူတွေကမတွက်တတ်လို့ပါလူတွေကမစမ်းစားတတ်လို့ပါလူတွေကဉာဏ်နဲ့မညှော်မြင်တတ်လို့ပါတကယ်ပြောလို့ရှိရင်ကျိုးတန်းလမ်းလျှောက်ရတာရဲ့လူဘဝနေရတာရဲ့ဘယ်ဟာကခက်လူတွေကျိုးတန်းမလမ်းလျှောက်တတ်တယ်ပေါ့ကျိုးတန်းမလမ်းလျှောက်တာကပြီးအမလီဆက်ကသမားတွေကျိုးတန်းမလမ်းလျှောက်ရင်လျှောက်လို့တတ်တယ်မကြအောင်လူတွေကြတော့ဘလောက်တနာဖို့ကောင်းမလဲဆိုရင်ဟောဒီမဲ့လောကထဲမှာလူဘဝထဲမှာနေနေရတာဖြစ်ကနေဆိုအကုသိုလ်တွေနဲ့ပြုတ်ကြအကုသိုလ်တွေပြောပြုတ်ကြအကုသိုလ်တွေပြောပြုတ်ကြအကုသိုလ်တွေကြံပြုတ်ကြအိုးတကယ်တမ်းပြောရင်လူလောကမှာနေရတာဆိုတာအေးအေးဆေးဆေးအခုလိုထိုင်နေပြီနဲ့လို့ဘယ်တော့လျှောက်နေရကိုယ့်ကိုယုံတက်ပြီနဲ့လို့ဘာတော့လျှောက်နေရကျိုးတယ်မှလျှောက်နေရတာသဘောပေါက်လားဦးဇင်းဒီလိုပြောကြည့်ချင်ပါလေဒီလိုကျိုးတယ်မှလျှောက်တယ်လို့ဒီလိုပြောရုံနဲ့သူတို့ကဘာမှမှုမှာမဟုတ်ဘာမှကြောက်မှာမဟုတ်ကျိုးတယ်ကပြီးတယ်တော့သူတို့ကမြင်မှာလန့်ကြည့်တဲ့ကြောက်ကအနဲ့ကြီးကြောက်ကပါလေအနဲ့ကြီးကြောက်ကအနဲ့ကြီးလန့်ကြည့်ဆိုတော့သူတို့ကြောက်အောင်မှမဟုတ်ပါဘူးခုမျက်လုံးမဲ့ဖွင့်ကြည့်မျက်လုံးမဲ့ပိတ်ကြည့်အခုတရားနာနေတဲ့သူတော်ကောင်းတွေမထိုင်လို့လက်ထိုင်တယ်အခုဆိုမှလို့ဦးဇင်းတို့ကသုံးပေပတ်လေကိုထိုင်နေတယ်ဆိုပါလို့ကိုထိုင်နေအောက်ကဧရိယာကသုံးပေပတ်လေအဲ့ဒီသုံးပေမှာကိုထိုင်နေတယ်နော်အဲ့ဒီထိုင်နေတဲ့ဘေးကနေပြီးတော့ဒီလိုကျန်းတပြင်းနဲ့လို့မထင်နိုင်နဲ့စိတ်ကိုဒီလိုပြောင်းကြည့်လိုက်၅ပေလောက်နဲ့တယ်လို့ထင်တာစိတ်ကနဲ့ကြည့်ကြည့်တယ်မှာဘလောက်နဲ့တပည့်လေးထိုင်ရတာရဲ့၅ပေလောက်နဲ့တယ်ဆိုတာရဲ့တူလေးလားစိတ်ထားဘယ်လိုဖြစ်တာကဲ၅ပေနဲပါလို့တော့သူတို့မသိပါဘူး၅ပေလောက်နဲ့ကပေ50လောက်ကိုထိုင်နေတာက3ပေတက်တယ်ကိုကပတ်ချလေးက3ပေတက်လေးပဲရှိတယ်ထိုင်စရာလေးကစိတ်ကူးလေးနဲ့ဘေးကြည့်လိုက်တော့ငုံကြည့်တကယ်ကြည့်ဟာပေ50လောက်တကယ်စိတ်ကူးလေးနဲ့တကယ်ကိုကြည့်လိုက်စမ်းပြီးတော့ပြင့်ကြသွားပြီးရှိတော့ပြန်တက်လို့မဟုတ်သူချာလို့ကြီးတော့လမ်းလျှောက်နေအဲ့လိုကြည့်ကြည့်ကမ်းတာဘာဖြစ်လာမလဲဆိုတော့အော်ကြည့်စမ်းလူလောကဟန်ဒီခြေဝါးတခြားစားတော့နေလို့မရဘူးကျိုးတန်းတစ်လျှောက်သွားမိမိတို့မှာခြေဝါးချစရာတစ်ထွာလောက်တော့ရှိပြီမင်းတို့အပြင်းကလက်လေးငါးလုံးလောက်ရှိပြီမင်းတို့ကျိုးတန်းတစ်လျှောက်စားလောက်တော့ရှိတယ်ဘယ်လောက်ကြိုက်စရာကောင်းတော့ဆိုရင်ကောင်းကောင်းမနေတတ်ရင်ကြာပြီဟိုအရင်တုန်းကကောင်းကောင်းမနေတတ်လို့ကြာသွားတဲ့ပုဂ္ဂိုလ်တွေတစ်ပုံကြီးအခုလည်းပဲကောင်းကောင်းမနေတတ်လို့ကြာနေတဲ့ပုဂ္ဂိုလ်တွေတစ်ပုံကြီးနောင်လည်းပဲကောင်းကောင်းမနေတတ်ရင်ကြာအောင်တဲ့ပုဂ္ဂိုလ်တွေတစ်ပုံကြီးငရဲတိရစ္ဆာန်ပိတ်တာအတုတကယ်ကြောက်သေးအဲ့ဒီထဲမှာကိုမကြကျင်ပါဘူးဆိုရင်တတိနဲ့စောင့်ရှောက်ဒါနဲ့စောင့်ရှောက်ရမယ်တကယ်ဒီမင်းကြတာကမှလူပြေရုံမရှိမယ်နော်ငရဲတိရစ္ဆာန်ပိတ်တာအတုတကယ်များကြာသွားပြီဆိုရင်ကုသိုလ်တရားလမ်းကြောင်းကိုစောင့်ပြီးတော့အကုသိုလ်တွေများပြောလိုက်မယ်ဆိုရင်အခုတို့တွေများကြည့်လိုက်နေဆိုရင်အခုတို့တွေများစဉ်းစားလိုက်နေဆိုကြာသွားပြီဘယ်သူမှဆယ်နေဘူးဘာလို့ဆယ်နေတယ်မရှိနိုင်လဲဆိုအခုတော့ကအောက်ဆွဲတာအာတဏံယခုလဲကိုကိုနောင်ကိုကိုဟုဒုက္ခလိုသိရှိထိုမိမိကိုကိုဘုရားခိတံတရားကြောင်းကမကောင်းပါပဲကောင်းစွာဆောင်းလျှောက်အပ်ပြီးမိလောက်အောင်
တကတိရမ်းလျှောက်တဲ့ပုဂ္ဂိုလ်ကလဲဖို့ဆိုတာသိမလဲပါဘူးကျိုးတဲ့မှာလျှောက်တဲ့လူကတော့လဲဖို့ပြုတ်ကြဖို့ဆိုတာလဲသွားပြီအဲ့ဒီထက်ပိုပြီးတော့လဲဖို့ပြုတ်ကြဖို့ဆိုတာကတတိမရှိတဲ့လူတွေများတတိမရှိတဲ့တတ္တဝါတွေများငရဲတိရစ္ဆာန်ပိဋကအတူတကယ်ဆိုတာကြဖို့လွယ်လွယ်လေးတွေဟုတ်လားတတိရှိရင်ကုသိုလ်ဖြစ်တယ်တဲ့တတိရှိရင်ကြောက်ထဲမကြဘူးတဲ့အဲ့ဒါကြောင့်မို့တတိလေးကိုအားကိုးပါဘာလို့အားကိုးရမှာလဲဘောဘောတန်တန်မတွေ့လိုက်ပါဘူးနော်ဒီကနေ့ဦးဇင်းတို့ဒီဝိထုကြောင့်ကဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုဒ္ဓထင်ရှားရှိပြီးတော့ကဗောဓိမင်းသားဆိုတာရှိတယ်ဗောဓိမင်းသားကသူ့အိမ်အဆောက်အဦပြတ်တဲ့ကြီးကိုဆောက်အဲ့ဒီပြတ်တဲ့ကြီးကိုဆောက်တဲ့လက်သမားနဲ့ဆောက်တာပေါ့လေလက်သမားဆရာကြီးကပညာတွေတော်တော့သူ့ဘိမှန်ကြီးကသူ့အဆောက်အဦကြီးကသူ့တိုက်ကြီးကမိုးဘုတ်ကိုပြန်တက်နေရဲ့အတွင်ပဲတဲ့ကြွားကြွားရွာရှိလိုက်တာကြည့်လို့ကောင်းလိုက်တာအဲ့ဒါနဲ့ဗောဓိမင်းသားကဘာပြောလဲဆိုတော့အလင်းဒီလိုအဆောက်အဦမျိုးအပင်ဘယ်နှခါဆောက်ဘူးပြီလဲတစ်ခါမှမဆောက်ဘူးလို့ပါအဲ့ဒါနဲ့ဗောဓိမင်းသားကလေသူ့လိုဓာတ်ခံကစိတ်ဓာတ်ကိုကြည့်ဟောတဲ့ဟောဒီလက်သမားငါအိမ်ပြီးသွားလို့တခြားအိမ်ကလုံးဓာတ်ထက်ကောင်းတာဆောက်ရင်ဒီလိုဟာမျိုးဆောက်ရင်ငါအိမ်ကနာမည်ကြီးတော့မှာမဟုတ်ဘူးတဲ့အဲ့တော့ဒီလက်သမားကငါလက်တည်ရင်ဖြတ်ပြရကောင်းတယ်တဲ့မျက်လုံးနေရင်ဖောက်ပြလိုက်ရကောင်းတယ်တဲ့တက်ရင်လည်းတက်ပြလိုက်ရကောင်းတယ်တဲ့ဒီအဲ့လိုစိတ်မျိုးမွေးတာဒီအဲ့ဒါလည်းပြီးရလက်သမားကလေသူဟာသူတိုက်ကြီးမပြီးသေးပါဘူးအဆောက်အဦကြီးမပြီးသေးပါဘူးဆိုပြီးတော့လေအသားတွေကျွန်းသားတွေထင်းရှိသားတွေတောင်းဘာလုပ်လိုက်တော့ဆိုတော့စက်ရန်တရားကြီးလူမြန်တွေလုပ်လိုက်တာအဲ့ဒီဘိမှန်ထဲမှာလူမြန်တွေလုပ်ပြီးတော့နောက်တော့ပြန်ထွက်ပြေးတာပေါ့ဇနီးမယားတွေရောစားကြတောက်ကြရတွေယူပြီးပြေးတာအဲ့ဒီဘောဓိမင်းသားကအဲ့ဒီသူ့တိုက်ကြီးသူ့အိမ်ကြီးသူ့ဘိမှန်ကြီးအိမ်တဲ့မင်္ဂလာလုပ်တဲ့နေ့မှာဘုရားအမှုရှိတဲ့တန်ခါတော်တွေပြင်တယ်ဘုရားအမှုရှိတဲ့တန်ခါတော်တွေကြွလာတယ်ဆိုတော့အခုခေတ်လေးလေးအဲ့ဒါတွေကိုအတူယူကြယူတဲ့မယူတဲ့တော့စဉ်းစားပေါ့ဘုရားကျုပ်တော်မြတ်ကြီးကြွလာတယ်ဆိုတော့ဘိမှန်ရဲ့အဝင်မုတ်ဦးဝါကနေပြီးတော့ဟိုလေကအပေါ်တက်ပြီးသူကဗာလုပ်ထားလို့ဆိုပိတ်ဖြူကြီးခင်းတာဒါကြီးခင်းတာအဲ့ဒီမှာပိတ်ဖြူကြီးခင်းတာတော့အဲ့လိုမျိုးဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ကြွလာတော်မူရောဘုရားရှင်ကိုယ်တော်မြတ်ကြီးအထဲဝင်တော်မူပါဘုရားအပေါ်တက်ကြွတော်မူပါဘုရားဟောဒီအဝတ်ဖြူကိုလမ်းလျှောက်တော်မူပါဘုရားလို့အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမလျှောက်ဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးကမလျှောက်ဘဲနဲ့ရက်ဘုန်းတော်ကြီးဘုရားကြွတော်မူပါဘုရားဘုန်းတော်ကြီးဘုရားကြွတော်မူပါဘုရားဆိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကမလျှောက်ဘူးကြွလည်းမကြွဘူးအဲ့ဒါလို့၃ချိန်တောင်းမှန်တော့မှဘုရားရှင်ကိုယ်တော်မြတ်ကြီးကနောက်လက်ကြည့်ဘုရားအနန္ဒကိုကြည့်လိုက်တော့ဘုရားအနန္ဒကသဘောပေါက်သွားဘုရားအနန္ဒတဲ့အဲ့ဒီခင်းထားတဲ့အဝတ်ကြီးလိတ်ပြလိုက်တော့ခင်းထားတဲ့အဝတ်ကြီးကလောက်ခိုင်းအဲ့ဒီမှာဒီဘုရားအနန္ဒကနေပြီးတော့အဲ့ဒီဘောဓိကုမကမင်းသားကိုဘောဓိမင်းသားကိုအမောင်းလိတ်လိုက်တော့ဆိုလိတ်ခောက်လိုက်ရတာပေါ့အဲ့ဒါလိုလည်းခောက်ပြီးတော့ဘောဓိမင်းသားကအရှင်မြတ်ဘုရားဘုရားတပည့်တော်အလိတ်ကြီးခင်းထားတာဘုရားတပည့်တော်အဝတ်ဖြူကြီးခင်းထားတာအရှင်မြတ်ဘုရားကဘာလို့မကြွတာလဲဘုရားဘာလို့မနင်းတာလဲဘုရားတပည့်ကြီးတဲ့တပည့်ကြီးကအဲ့ဒီအဝတ်ကြီးကိုဘာစိတ်ကူးနဲ့ခင်းတာလဲတဲ့ခုလူနာလေအောင်ပြောရင်ပေါ့ဘာနှလုံးသွင်းနဲ့ခင်းတာလဲဘာစိတ်ကူးနဲ့ခင်းတာလဲဘယ်လိုစဉ်းစားပြီးခင်းတာလဲအရှင်ဘုရားတဲ့ဘုန်းတော်ကြီးဘုရားဟောဒီအဝတ်ပေါ်မှာလမ်းလျှောက်ပြီးကြွရင်တပည့်တော်နဲ့တပည့်တော်ရဲ့ဇနီးမယားတပည့်တော်ရဲ့ခင်မယောက်ျားဇနီးမယားမှာသားသမီးမရှိပါဘူးခင်ဗျာတဲ့တပည့်တော်တို့သားသမီးရမယ်ဆိုရင်အရှင်မြတ်ဘုရားဘုန်းတော်ကြီးဘုရားဒီဥပ္ပလမ်းလျှောက်ပြီးကြွပါပြီလို့စိတ်ထဲမှာဒိဋ္ဌာန်လာတာပဲဘုရားရှင်ကလည်းမကြွဘူးဘုရားရှင်ကလည်းမနင်းဘူးအေးတဲ့အဲ့ဒါကြောင့်မို့ပဲတို့အဝတ်ပေါ်မနင်းတာတဲ့အရှင်ဘုရားတပည့်တော်ဘာလို့အဲ့ဒါလိုမျိုးစိတ်ကူးတာနဲ့ဘုန်းတော်ကြီးဘုရားကမနင်းရတာလဲဆိုတော့တင့်မှာသားသမီးရမယ်ကံမရှိဘူးတဲ့ပထမအရွယ်မှာလည်းသာသမီရမယ်ကံမပါဘူးဒုတိယအရွယ်မှာလည်းသာသမီရမယ်ကံမပါဘူးဘယ်တော့မှသာသမီရမယ်ကံမပါဘူးတဲ့အရှင်ဘုရားတပည့်တော်ဘာလို့အဲ့ဒါလိုမျိုးသာသမီရမယ်ကံမပါတာလဲဆိုတော့ဒီအရင်ဘဝအတိတ်တုန်းကဆိုပြီးအတိတ်ကြောင်းပြောပြတော့အမလီလူပေါင်းညာပေါင်းများစွာနဲ့လူကြီးနဲ့အဲ့ဒါသူကကုံအယောင်းအဝယ်ကုံကူးကုံတန်းသွားကုံကူးကုံတန်းသွားတဲ့အခါကျတော့သမုဒ္ဒရာထဲမှာလူကြီးကပြည့်အဲ့ဒီလူကြီးပြတဲ့မှာဒီသမီးမောင်နှံကပညာချက်ကြီးတစ်ခုကိုတိုင်းပြီးတော့အဲ့ဒါသမုဒ္ဒရာတွေကကျင်းကြီးတစ်ခုကိုရောက်သွားကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ပြေကုန်ရတာများတာလေကျင်းကြီးတစ်ခုကိုလည်းရောက်သွားရောအဲ့ဒီမှာကြည့်ဟိုမှလည်းရောက်ရောငှက်တိုက်တွေအများကြီးငှက်တွေအများကြီးရှိတာသူတို့စားစရာတောက်စရာမရှိတော့ငှက်တွေရဲ့ဥတွေကိုဘာလို့စားလဲဟုတ်စားတယ်လေငှက်ဥတွေမလောက်ပြန်တော့ငှက်သားလေးတွေကဘာလို့လဲတက်ပြက်စားတယ်တဲ့အဲ့ဒီအကုသိုလ်ကံကြောင့်ဟိုသူတော်ကောင်းတို့ဉာဏ်သားလေးနဲ့အာယုံပြုကြည့်လိုက်စမ်းမှအကုသိုလ်ကံလုပ်တဲ့ပုဂ္ဂိုလ်ဟာမသိလို့လုပ်ပါသည်ဒါမသိ
အကုသိုလ်ကံလေးတစ်ချက်ဟာဘယ်လောက်ထိအကျိုးပေးနေဆိုတာနားမလည်ဘူးဟုတ်လားဒီလိုသာဖြစ်လျာဘဝတိုင်းသာသမီမငတ်နိုင်ဘူးလို့သိရင်အဲ့ဒီတော့ကသူတို့အငတ်ခံမှာပေါ့ဟုတ်လားဒီလိုသာကျိုးတန်းလျှောက်တယ်လို့လက်ကြရဲ့အပေငရဲကိုရောက်နေလို့သိရင်သူတို့အငတ်ခံမှာပေါ့အငတ်ခံရရင်တနက်အငတ်ခံရရင်တသက်တကယ်လို့အကုသိုလ်ကိုလုံကြည့်ခဲ့ရင်ဖြစ်လျာဘဝတိုင်းသာသမီမရနိုင်ဘုရားရှင်တို့မြတ်ကြီးကဘယ်လောက်ထိဟောတယ်ဆိုရင်မင်းတို့ကွာတဲ့ပထမအရွယ်မှာတတိယရင်ပထမအရွယ်မှာသာသမီရမှာတဲ့ဒုတိယအရွယ်မှာကိုမားတာကိုပြီးဒုတိယအရွယ်မှာသာသမီရမှာတဲ့လုံးဝမင်းတို့ဘာတတိမှမရှိတဲ့အတွက်ကြောင့်မို့အဲ့ဒီကံကအကျိုးပေးလိုက်တာဒုက္ခရောက်ရောတယ်အကုသိုလ်ကြောက်เสียမကောင်းဘူးလားကောင်းလားမတိလို့လည်းအကုသိုလ်တွေပြုခဲ့ကြလေကုန်၏မလိမ္မာလို့လည်းအကုသိုလ်တွေပြုခဲ့ကြလေကုန်၏မိုင်မဲပြုလို့လည်းအကုသိုလ်တွေပြုခဲ့ကြလေကုန်၏အိုသူတော်ကောင်းတို့အကုသိုလ်မပြုခြင်းသိအောင်နေလိုက်စမ်းပါအကုသိုလ်တွေကလွတ်ချင်ရင်လိမ္မာအောင်နေလိုက်စမ်းပါအကုသိုလ်ကလွတ်ချင်ရင်မတွေ့ဝေအောင်နေလိုက်စမ်းပါသိအောင်လိမ္မာအောင်မတွေ့ဝေအောင်လုပ်ပြရကတတိတလုံးလေးရှိသည်တတိရှိရင်သိပါသည်ကုသိုလ်အကုသိုလ်တော့သိတယ်ပေါ့တတိရှိရင်သိပါသည်လိမ္မာတယ်မလိမ္မာဘူးတော့သိတယ်ပေါ့တတိရှိရင်သိပါသည်တွေ့ရတယ်မတွေ့ဘူးတော့သိပါသည်အနည်းဆုံးတော့တတိရှိရင်ကုသိုလ်တွေဖြစ်ပြီးတော့အကုသိုလ်တွေဝေလာဝေးကြလေကုန်၏အိုသူတော်ကောင်းတို့ပို့ဖို့တန်းနဲ့မတွက်လိုက်ပါနဲ့နာသနာနဲ့ဆုံလုံးပြုရတဲ့ကုသိုလ်အနည်းဆုံးတော့ကုသိုလ်ဘာအကျိုးပေးမလဲလို့လူတွေကမေးကြတာတပည့်တော်တို့ဆုံးဖြတ်တဲ့လူဒန်းနာကုသိုလ်ဘာအကျိုးပေးမလဲသင်္ကန်းကတ္တာကုသိုလ်ဘာအကျိုးပေးမလဲပစ္စည်းဝတ္ထုတွေကတ္တာကုသိုလ်ဘာအကျိုးပေးမလဲလမ်းလမ်းမေးကြတယ်အဲ့လိုဒါနနဲ့ပတ်သက်ပြီးတစ်ခုပြီးဘုရားရှင်ကိုယ်တော်မြတ်ဟောပါတယ်ဘုရားရှင်ကဒီတရားနာပရိသတ်ကိုနားလည်အောင်ပြောရင်တော့ကုသိုလ်ဘာအကျိုးပေးတယ်လဲဆိုရင်အကုသိုလ်ကိုနိုင်နေတယ်ဟုတ်လားအဲ့ဒါတစ်ခုလေးနဲ့ကိုကြည်လက်စရာကောင်းတာကုသိုလ်လုပ်ရတယ်ဘုရားခင်ဗျာအမှုရှိတဲ့တန်ခါတော်အရှင်မြတ်တွေဆုံးမကဘူးလားကတ်ဘယ်လိုကတ်တယ်လဲဆိုအကုသိုလ်ကိုနိုင်လို့ကိုကတ်ကုသိုလ်ပြုနေလို့သင်္ကန်းကြတဲ့ကအကုသိုလ်ကိုနိုင်ပြီကုသိုလ်ပြုနေတော့လည်းအကုသိုလ်ကိုနိုင်ပြီးကုသိုလ်ပြုပြီးပြန်တော့လည်းတိုးလိုက်တိုင်းအကုသိုလ်ကိုနိုင်ပြီးဟိုသူတော်ကောင်းတို့ဒီတိုင်းနေလို့ကတော့အကုသိုလ်ကိုရှုံးပြီးကုသိုလ်ပြုနေမှဒါလည်းအကုသိုလ်ကိုနိုင်ပြီးကုသိုလ်ကိုပြုစမ်းမှကုသိုလ်ကိုပြောစမ်းမှကုသိုလ်ကိုကြံစည်စမ်းမှကုသိုလ်ပြုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေအမျိုးစုံရတယ်ဆိုတာအားလုံးအပြီးစိတ်ထဲမှာစိုးပြီးမှတ်ထားရမှာကအကုသိုလ်ဘာအကျိုးပေးတဲ့ကုသိုလ်ကိုနိုင်ပြီးဟုတ်လားခုလိုဒီလိုလုပ်ရင်လည်းအကုသိုလ်ကိုမနိုင်ဘူးနော်အကုသိုလ်နိုင်တဲ့အလုပ်ကဘာပဲရှိတယ်ကုသိုလ်ပဲရှိတယ်အကုသိုလ်ကကိုယ်ဆင်းရဲအောင်လည်းလုပ်တာပဲအကုသိုလ်ကစိတ်ဆင်းရဲအောင်လည်းလုပ်တာပဲဒါနဲ့ကိုယ်ချမ်းသာစိတ်ချမ်းသာပြန်ဘာပဲလုပ်ရမှာလဲကုသိုလ်ပဲလုပ်ဘာရှောင်ရမှာလဲအကုသိုလ်ရှောင်ဆိုတာအကုသိုလ်မလားနဲ့နင်းသွားအကုသိုလ်မလားနဲ့နင်းသွားလို့အတင်းကျင်းလုပ်ရတာမဟုတ်ဘူးတဲ့ကုသိုလ်ကလုပ်တယ်ဒါနတွေပြုလိုက်ကြစမ်းမှာကုသိုလ်သီလတွေစောင့်ကြည့်လိုက်ကြစမ်းမှာကုသိုလ်သမထဝိပဿနာတွေပွားလိုက်စမ်းမှာကုသိုလ်ဝေယဝိသတွေလုပ်လိုက်စမ်းမှာကုသိုလ်ဘာလို့လဲအကုသိုလ်ကိုနိုင်ခြင်းလို့အကုသိုလ်လုံးဝဝင်ခွင့်မရအကုသိုလ်လုံးဝမပေါ်အကုသိုလ်ဝင်ခွင့်မရလို့အကုသိုလ်လုံးဝမပေါ်ရင်ဖြစ်လျာဘဝတိုင်းရောအခုရောကိုယ်လည်းချမ်းသာပြီးစိတ်လည်းချမ်းသာပြီးအကုသိုလ်လုံးဝမဖြစ်အောင်အကုသိုလ်လုံးဝမဖြစ်အောင်ဆိုရင်ဘယ်သူလေးလက်တိုင်ထားမယ်တတိဒီတတိကလူကိုစောင့်ရှောက်တာလားအကုသိုလ်မဖြစ်အောင်စောင့်ရှောက်တာလားအကုသိုလ်မဖြစ်အောင်လုပ်ပေးတာတတိကအကုသိုလ်မဖြစ်အောင်စောင့်ရှောက်တာတတိကကုသိုလ်လေးဖြစ်အောင်စောင့်ရှောက်တာတတိတကယ်ပြောရင်တံ္ဍရာလေးတွေဆိုတာဒီရုပ်ဒီနဲ့ဒီခန္ဓာတွေကအကျိုးပေးတွေပါတကယ်လိုင်းနေတာကကုသိုလ်ကံလေးလုပ်လိုက်ကုသိုလ်တွေအကျိုးပေးလိုက်အကုသိုလ်ကံလေးလုပ်လိုက်အကုသိုလ်တွေအကျိုးပေးလိုက်ကုသိုလ်ကံလေးလုပ်လိုက်ကုသိုလ်တွေအကျိုးပေးလိုက်အကုသိုလ်ကံလေးလုပ်လိုက်အကုသိုလ်တွေအကျိုးပေးလိုက်လို့အဲ့ဒီလိုမျိုးလေးကိုတံ္ဍရာလေးတွေခေါ်တာလူကနေလက်ဖြစ်နတ်ကနေဗြဟ္မဖြစ်ကနေတိရိစ္ဆာန်ဖြစ်စသည်အဖြစ်တံ္ဍရာမျိုးစုံနေတယ်ဆိုတာလူနားလည်အောင်ပြောရတာတကယ်တံ္ဍရာလေးနေတာကဘာလဲကုသိုလ်အကျိုးပေးလိုက်ကုသိုလ်ဖြစ်လိုက်ကုသိုလ်အကျိုးပေးလိုက်အကုသိုလ်ဖြစ်လိုက်အကုသိုလ်အကျိုးပေးလိုက်အနည်းဆုံးနိဗ္ဗာန်ရောက်ချင်တော့ကုသိုလ်ကြီးပဲဖြစ်အောင်နေပါအကုသိုလ်ဆိုတာကကိုယ်ဆင်းရဲအောင်လုပ်ပါသည်အကုသိုလ်ဆိုတာကစိတ်ဆင်းရဲအောင်လုပ်ပါသည်အကုသိုလ်ဆိုတာကနိဗ္ဗာန်ကိုမရအောင်လုပ်ပါသည်အကုသိုလ်ဆိုတာကလူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာဉာဏ်နဲ့မဲ့တွေဖို့တွေမရအောင်လုပ်ပါသည်တကယ်ကြောက်စရာကောင်းတဲ့အကုသိုလ်ဟုတ်လားဒါနဲ့ကလေးကရှေ့လျှောက်အကုသိုလ်ဆိုရင်တော်ပြီဆိုတဲ့စိတ်မျိုးမိုးရတယ်ကုသိုလ်ဆိုရင်လာကပကံဝင်ဆင်းရမလားတကယ်စီးလဲရမလားအိတ်ထဲရှိတာလှူလိုက်ရမလားကုသိုလ်နဲ့ပတ်သက်ရင်တော့တို့အကုန်လုံးမယ်ဆိုတဲ့စိတ်မျိုးဟုတ်ကဲ့လား
အာတနေစေပိယံဇဉံရခိယနံဒုရခိတံတိဏံမိညတရယနံပတိဝက်ကြီးယပန္တိတောပန္တိတောပြုသမျှအတိဖြစ်သမျှအဟောင်းမကောင်းလဲငါကောင်းလဲငါဟုကောင်းစွာမြင်သည့်ပညာရှိသည်ဒီစကလုံးလေးကကောင်းပါလေပန္တိတောပညာရှိကိုလူတွေနားလည်အောင်လို့ကျေးဇူးတော်ရှင်တောင်မြို့ခန္ဓာဝင်ဆရာတော်ဘုရားကြီးကပြောခဲ့ပန္တိတောပြုသမျှအတိဖြစ်သမျှအဟောင်းမကောင်းလဲငါကောင်းလဲငါဟုကောင်းစွာမြင်သည့်ပညာရှိသည်မကောင်းလဲငါကောင်းလဲငါနန္ဒရာလေးတွေဆိုတာသူများနဲ့ဆိုင်တာလားကိုယ်ကံနဲ့ကိုယ်ဆိုင်တာလားနန္ဒရာဆက်သွားတယ်ဆိုတာသူများနဲ့ဆိုင်တာလားကိုယ်တတိနဲ့ဆိုင်တာလားမကောင်းလဲငါကောင်းလဲငါဟုကောင်းစွာမြင်သည့်ပညာရှိသည်ပညာရှိဆိုတာကမကောင်းတာကြုံရင်လည်းငါကြောင့်ကောင်းတာကြုံရင်လည်းငါကံကငါခံပြီးပါသည်ပညာရှိပညာမဲ့တဲ့ပုဂ္ဂိုလ်များကျတော့မကောင်းတာကြုံရင်မြင်လို့ကြောင့်ကောင်းတာကြုံရင်ငါကြောင့်တစ်ဖက်သက်ကြီးကိုမကောင်းတာကြုံရင်မြင်လို့ကြောင့်အဲ့ဒါကြောင့်မို့မြင်လို့ဒီလိုမလုံးနဲ့လို့ပြောတာအဲ့ဒါကြောင့်မို့မြင်လို့ဒီလိုမနေနဲ့ပြောတာအကုန်လုံးအစမပြေတာမြင်လို့ကြောင့်ဆိုတာပညာတုံးဟုတ်လားသူတော်ကောင်းတို့သိထားကလေးပြင်လိုက်စမ်းပါပညာရှိဖြစ်အောင်မကောင်းလဲငါကောင်းလဲငါဟုကောင်းစွာမြင်သည့်ပညာရှိသည်မကောင်းလဲပဲကောင်းတယ်ပဲဒီဘယ်သူမှအပြစ်မြင်ကြရဘူးကောင်းတာကြုံတဲ့ကိုယ်ကံနဲ့ကိုယ်ပဲမကောင်းတာကြုံတဲ့ကိုယ်ကံနဲ့ကိုယ်ပဲအတိတ်ကံပေါ့အခုပြစ္ဆုတ်ပန်ကြတော့ကိုယ်လည်းကြမ်းမှစိတ်လည်းချမ်းသာကိုယ်ချမ်းသာစိတ်ချမ်းသာကြတော့တတိရှိလို့ပေါ့ကိုယ်ချမ်းသာစိတ်ချမ်းသာမဖြစ်တဲ့ကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ်ရင်တတိလွတ်လို့ပေါ့အဲ့ဒါလည်းသူများနဲ့မဆိုင်ဘူးငါပဲငါတတိရှိရင်ငါကျမ်းသာချမ်းသာဤငါတတိလွတ်ရင်ငါဆင်းရဲဤသူတော်ကောင်းတို့ဉာဏ်နာလေးနဲ့အာယုံပြုကြည့်လိုက်စမ်းမှသဘောပေါက်ပါမကောင်းလဲငါကောင်းလဲငါဆိုတဲ့စိတ်ကလေးသာမွေးနိဗ္ဗာန်နဲ့နီးသည်နောက်ဆုံးကိုယ်ပြောမယ်ကိုတကယ်ချစ်တယ်ဆိုရင်လေမကောင်းလဲငါပဲကောင်းလဲငါပဲဆိုလို့မွေးလိုက်အခုကိုမချစ်ရတာလေမကောင်းရင်နင်တို့မကောင်းရင်နင်တို့ပြောရတာနဲ့ကိုအချိန်ကုန်နေဆိုတာအဲ့ဒါကိုမချစ်လို့ကိုချစ်ရင်တတိရှိပါသည်တတိရှိရင်ကုသိုလ်ဖြစ်ပါသည်တတိရှိရင်မကောင်းလဲပဲငါကံကောင်းနေတယ်ဟုတ်လားအဲ့လိုတော့သဘောပေါက်လားအဲ့လိုဆိုရင်သူများကိုအပြစ်မမြင်တော့ဘူးဘလို့မှကိုအပြစ်မမြင်တော့ဘူးကောင်းတာဆန်တဲ့ကိုယ်ကံကပေးတာကောင်းတာမကောင်းတာခံတဲ့ကိုယ်ကံကပေးတာအဲ့ဒါအတိတ်ကံတွေကအဲ့ဒါလောက်အကျိုးပေးနေတာကြည်တယ်တော်တော်ကြောက်စရာကောင်းမှလားအကုသိုလ်ကံဆိုတော့လေအကုသိုလ်ကိုလုံးဝမဖြစ်အောင်တရားလမ်းကြောင်းမဆောင်အောင်ကိုယ်တိုင်နဲ့ကုသိုလ်ဖြစ်အောင်ပါလို့မဆောင်ရှောက်ကုသိုလ်ဖြစ်အောင်ဆောင်ရှောက်ဆိုတာဟိုလိုလုပ်ဖို့ဒီလိုလုပ်ဖို့ဟိုလိုပြောဖို့ဒီလိုပြောဖို့လို့ဥစ္စာတွေမတင်တော့ပါဘူးကုသိုလ်ဖြစ်ဖို့ဆိုရင်တတိလေးသာရှိသမ်းပါတတိလေးသာထားသမ်းပါအနည်းဆုံးကိုချစ်ရမှာဗန္ဒီတော်ပြုသမျှအတိဖြစ်သမျှအဟောင်းပြုသမျှအတိမိပြုနေတဲ့ကံတွေတတိရှိအတိကံကဖြစ်သမျှအဟောင်းကျုံလာတဲ့လောကဓာတ်တွေကအတိတ်ကကံအဟောင်းကအကျိုးပေးပြီးပြုသမျှအတိဖြစ်သမျှအဟောင်းမကောင်းလဲငါကောင်းလဲငါဟုကောင်းစွာမြေပြည့်ပညာရှိသည်ဒိဏံအင်းရဲ့တရံယမံတက်တန်းဤနဲ့သုံးခုသိရသုံးရပိုင်းခြားသုံးပါတော့အရွယ်တို့တွင်ပထမအရွယ်မှာပဲဖြစ်ဖြစ်ဒုတိယအရွယ်မှာပဲဖြစ်ဖြစ်တတိယအရွယ်မှာပဲဖြစ်ဖြစ်တဲ့95နှစ်တန်းနဲ့ပြောရင်တစ်နှစ်ကနေပြီးတော့မွေးကံကကနေအသက်အစိတ်ကြီးကပထမအရွယ်25ကနေ50ကဒုတိယအရွယ်50ကနေ85ထိကတတိယအရွယ်ဘယ်အရွယ်မှာပဲဖြစ်ဖြစ်တတိရှိအောင်နေကြမှာပဲတတိမရှိရင်ခံလျောတတံ္ဍရာလို့တတိရှိရင်တော့စံလျောနိဗ္ဗာန်တိုင်းဖြစ်ခြင်းဟုတ်လားတတန်းဤနှစ်3ခုဖြစ်၍3ရက်ပိုင်းကြ3ပါတော့အရွယ်တို့တွင်ဘုရားတော်အထာဂရဆရာကြီးကတက်တန်းရဲ့3ပုံတပုံနဲ့ပြောတာက100တန်းလို့85နှစ်တန်းလို့ဥစ္စလို့သဘောကျတာကတော့ယာမအနေနဲ့ပြောရင်ပါဠိစကားကဘုရားတရားယမမနဲ့အချိန်ပဲဖြစ်ဖြစ်နေ့လေအချိန်ပဲဖြစ်ဖြစ်ညအချိန်ပဲဖြစ်ဖြစ်ဘယ်အချိန်မှပဲဖြစ်ဖြစ်တတိတရားလက်ကင်ထားလိုက်စမ်းပါတတိလေးရှိလိုက်စမ်းပါအဲ့ဒီတတိရှိရင်ကုသိုလ်ကလေဘုရားနားလေအောင်ပြောရင်အလိုလိုကိုကုသိုလ်ဖြစ်တယ်ဟုတ်လားတတိရှိနေတာဖြစ်လေကုသိုလ်ကအလိုလိုကိုဖြစ်နေတာတတိလွတ်နေလည်းအကုသိုလ်ကအလိုလိုကိုဖြစ်နေတာဒီလိုမျိုးအလိုလိုတော့မဖြစ်ဘူးလားဖြစ်လားကုသိုလ်လားအကုသိုလ်လားအကုသိုလ်အလိုလိုဖြစ်ရင်တတိလွတ်နေလို့ကြောက်ထက်ကြတယ်လို့ကုသိုလ်အလိုလိုဖြစ်ရင်လည်းတတိရှိနေလို့နိဗ္ဗာန်တိုင်ထိသွားဖို့တဲ့ဗန္ဒီတော်ပြုသမျှအတိဖြစ်သမျှအဟောင်းမကောင်းတဲ့ငါကောင်းတဲ့ငါဟုကောင်းစွာမြင်သည့်ပညာရှိသည်ဒိဏမိယတရယမံတတန်းဤနဲ့3ခုသိ၍3ရက်ပိုင်းခြား3ပါတော့အရွယ်တို့တွင်တတိဝိရိယစင်းလုံးမ
အပြစ်မနောသင်လုံးချောအောင်ကိုပြန်ကြည့်အပြစ်မနောကိုစောင့်ရှောက်တဲ့ဆိုပတိလေးလေးတဲ့အပြစ်မနောသင်လုံးချောအောင်လေဒါတွေသင်လုံးချောရမလဲကိုကာယကံဒါတွေသင်လုံးချောရမလဲကိုဝစီကံဒါတွေသင်လုံးချောရမလဲကိုမနောကံကိုကြည့်တာကိုပြောတာကိုကြံတာအပြစ်ဆိုရင်မျိုးမုံမှမတင်နေနဲ့သင်လုံးချောတာပြန်ကြည့်တယ်ပထမအရွယ်လွန်သွားပါပြီထားလိုက်တော့ဒုတိယအရွယ်လွန်သွားပါပြီထားလိုက်တော့ဟုတ်လားတတိယအရွယ်လည်းလွန်သွားပါပြီထားလိုက်တော့ဘလို့မှမရတော့ဘူးကိုဘယ်အရွယ်ရောက်နေတယ်လေပထမအရွယ်ရောက်ရင်ထားဖို့မထားနဲ့ပြီးတဲ့အချိန်ကစပြင်ကာယကံนี่ဇင်းလုံးချောအောင်နေလိုက်စမ်းမှာဝစီကံนี่ဇင်းလုံးချောအောင်နေလိုက်စမ်းမှာမနောကံนี่ဇင်းလုံးချောအောင်နေလိုက်စမ်းမှာလို့ပြီးတယ်နော်ဇင်းလုံးချောဆိုတာဘလို့တော့ဇင်းလုံးချောဘာအပြည့်မှမရှိဘူးပြုပြီးတဲ့များတွေကိုစဉ်းစားတိုင်းဝန်တာကုသိုလ်တွေကိုပြုတော့လည်းတန်ဝင်းကျင်လည်းစိတ်ချမ်းသာတယ်ကိုပြုတော့ကိုလည်းစိတ်ချမ်းသာတယ်မပြုခင်ကတွေးရတယ်လေစိတ်ချမ်းသာတယ်ပြုနေတော့လည်းစိတ်ချမ်းသာတယ်ပြုပြီးတော့လည်းစိတ်ချမ်းသာတယ်အပြစ်ဆိုရင်မျိုးပုံတော့မရှိတာအဲ့ဒါဇင်းလုံးချောကာယကံนี่ဇင်းလုံးချောလိုက်စမ်းမှာပီနာဝစီကံนี่ဇင်းလုံးချောလိုက်စမ်းမှာပီနာကိုပြုနေပြောနေကိုပြောတဲ့စကားမပြောခင်ကစဉ်းစားဇင်းလုံးချောအောင်ပြောနေတော့လည်းစဉ်းစားကိုချမ်းသာစိတ်ချမ်းသာကိုလည်းချမ်းသာသူများလည်းချမ်းသာဇင်းလုံးချောပြောပြီးတဲ့စကားပြန်တွေးတိုင်းဇင်းလုံးချောဟုတ်လားအခုမိမိတို့ကာယကံဝစီကံမနောကံတွေပြန်ကြည့်ပေါ့ဇင်းလုံးချောတာများလားဖုထစ်နေတာများလားဖုထစ်နေတာဆိုလို့ကောင်းတဲ့ပေါ်လာဒီကနေ့ကနေ့မနေ့ကယာခုပဲဆုံးဖြတ်ပဲထုံနေရတဲ့အဆောင်ကတရားဟောဖို့ဆိုတော့ဒီလားဒီရောက်လာတော့ဆရာတော်ဘုရားကြီးနဲ့စကားပြောနေတော့ဟိုမှာမောင်စောတို့တပိယတွေကမေးဘုရားတိဏ္ဍာကမေးတော့သူကပိနေတိကတ်ချင်တာပေါ့ပိနေတိကောင်းတဲ့ပြန်တဲ့ဆရာတော်ဘုရားကြီးတော်ဖုံးတဲ့ရှင်ပြတာဖုံးနေတယ်ဒီလိုတို့ဆုံးဖြတ်ပဲဖုံးနေရတယ်ဆိုတော့သူတို့ကပူတင်းလေးလားယူလားပူတင်းလေးယူလာတော့ပူတင်းလေးကိုအဲ့ဒါပကတ်ထထိုးထည့်တာပေါ့ထိုးထည့်တော့ရှားပေါ်ကလို့ကဖြတ်သွားအမှန်ကရှားဆိုတာဓွာရဆိုတာကဂုံမန်ဓွာရဆိုတာကဝင်နဲ့ထွက်တဲ့ကောင်ကိုဖြတ်သွားတဲ့နေရာပဲပူတင်းလေးဖြတ်တော့ရှလောဆိုထိုးထည့်ရတာပေါ့ဘယ်လိုမချောဘူးလားချောလားပူတင်းလေးကခြုံရဲ့လားပူတင်းလေးကငန်ရဲ့လားပူတင်းလေးကဘလို့အရသာရှိလဲဆိုရှားပေါ်ချောဝင်သွားတာထစ်နေလားစားတဲ့အစာအာဟာရတွေဆိုတာဒီခန္ဓာကိုယ်ကျန်းမာပြီးတော့ဟောနိုင်ပြောနိုင်လုံနိုင်ကောင်းတဲ့ကုသိုလ်လုံနိုင်ဖို့ပဲရှားပေါ်သွားလေဒီကောင်လေးကလည်းရှလောဆိုဝင်ရမှာဟုတ်လားအချင်းကမျက်စိနဲ့ဖြတ်ဝင်တယ်ရှလောဆိုဝင်ရမှာအချင်းကမျက်စိနဲ့ဖြတ်ဝင်ရှလောဆိုဝင်လာထစ်နေတာများလားအခုမိမိတို့ထမင်းစားတဲ့တိုင်ရှားပေါ်ရှလောဆိုဝင်လာထစ်နေတာအပြစ်မကင်းဘူးနော်ကာယကံလေးအပြစ်ကင်းအောင်ဒီလားနဲ့နေလိုက်စမ်းပါဝစီကံလေးအပြစ်ကင်းအောင်ဒီလားနဲ့နေလိုက်စမ်းပါမနောကံလေးအပြစ်ကင်းအောင်ဘာဝနာနဲ့နေလိုက်စမ်းပါအနည်းဆုံးတော့စားတဲ့အခိုက်မှာရှားပေါ်မှာမတင်နေသေးနဲ့ရှားနဲ့မထစ်ပကြည်နဲ့ချိုးချင်းဆက်လန်ခါထန်အရသာတွေကိုစားခြင်းလုံးလို့ရှားပေါ်မှာထစ်ပြီးရှားလေးကိုဟိုလိမ့်လိုက်ဒီလိမ့်လိုက်ဟိုလိမ့်လိုက်ဒီလိမ့်လိုက်လုံနေလားလုံနေလားအဲ့ဒါအပြစ်မကင်းဘူးတဲ့ဘယ်လိုမချောဘူးတဲ့သဘောပေါက်လားမိမိတို့ထမင်းစားလို့ရှိရင်ရှောကနေဝင်တာများလားထစ်နေတာများလားမိဘမှာလို့မရောက်တာလည်းသိလားဒါဖြစ်လို့ထစ်နေလို့အဲ့ဒါမမြင်တော့ဘူးပေါ့ပတိဇေယအပြစ်မနောဇင်းလုံးချောအောင်ကောင်းစွာမသိတုတ်ပင်လျာဤဘယ်အကြောင်းကိုပြုပြီးတော့ဘယ်အသိနဲ့ဖြစ်ဖြစ်မျက်စိကိုဖြတ်သွားပါသည်ဘယ်အတန်နဲ့ဖြစ်ဖြစ်နားကိုဖြတ်သွားပါသည်ဘယ်အနက်နဲ့ဖြစ်ဖြစ်နှာခေါင်းကိုဖြတ်သွားပါသည်ဘယ်အရသာနဲ့ဖြစ်ဖြစ်ရှားကိုဖြတ်သွားပါသည်ဘယ်အတွေ့အထိပဲဖြစ်ဖြစ်ကိုယ်ကိုထိဖြတ်သွားပါသည်အိုးသူတော်ကောင်းတို့ဓမ္မတဘာဝတွေကဖြတ်ပြီးတော့သွားကြလေကုန်၏ဖြစ်ပြီးတော့ပြတ်သွားကြလေကုန်၏တဏှာလောဘဒေါသမောဟကိလေသာတွေကဒါလျက်ဘာလို့ပဲထိအောင်ဆွဲထားကြလေကုန်၏ဒီရတာကောင်းတယ်ဒီရတာမကောင်းဘူးဒီအချင်းကကောင်းတယ်ဒီအချင်းကမကောင်းဘူးဒီအတန်ကကောင်းတယ်ဒီအတန်ကမကောင်းဘူးလို့ဘာလို့ထားတာဆွဲထားတာဖြစ်ထားတာအိုးသူတော်ကောင်းတို့ကာယကံတွေနဲ့ဇင်းလုံးချောအောင်ကျင့်လိုက်စမ်းမှာဝစီကံတွေနဲ့ဇင်းလုံးချောအောင်ကျင့်လိုက်စမ်းမှာမနောကံတွေနဲ့ဇင်းလုံးချောအောင်ကျင့်လိုက်စမ်းမှာနည်းနည်းလေးဖြစ်တာနဲ့နိဗ္ဗာန်ကိုရောက်နိုင်မည်မဟုတ်ဟုတ်လားအခုနည်းနည်းတော့သဘောပေါက်ပါပြီနိဗ္ဗာန်ကလို့မရောက်တာဘယ်လိုကြောင့်ဖြစ်ကိုမျက်စိနဲ့နှာခေါင်းလျှာကိုယ်စိတ်နဲ့လည်းထင်နေကြနေကုန်၏ပြင်ပဝတ္ထုဖြစ်တဲ့သာသမီသမီးများဆိုခင်မင်းယောက်ျားဆွေမျိုးသားချင်းတတိတပန်းနေကြောင့်လည်းဘာလို့နေကြနေကုန်၏မထထင်းနေတဲ့မြတ်ဇင်းလုံးမချောဘူးတဲ့ဇင်းလုံးမချောတဲ့မြတ်အပြစ်ရှိတယ်တဲ့ကာယကံအပြစ်လည်းရှိတာပဲဝစီကအပြစ်လည်းရှိတယ်မနောကံအပြစ်လည်းရှိတာပဲတဲ့ကိုချစ်ရင်ဘယ်လိုနေရမလဲဇင်းလုံးချောဝိဓိလေးတော်ဇင်းလုံးချောလား
မချောသေးဘူးပေါ့ဘယ်လိုလက်သမားခေါ်ပြီးတော့ကောဓာစားခိုင်းရမှာသူများကလာပြီးကောဓာစားပေးလိုက်ပြီမဟုတ်သူများကလာပြီးတော့ရေပေါ်ထိုးပေးလိုက်ပြီမဟုတ်ကိုယ်တတိလေးနဲ့ကိုကောဓာစားကမ်းမှာကိုကာယကံကိုဝစီကံကိုမနောကံဟုတ်လားအဲ့ဒီကိုတတိလေးကကောဓာလေးတယ်ကိုဝရိယလေးကကောဓာလေးတယ်ကိုပညာလေးကကောဓာလေးတယ်အဲ့ဒါလေးနဲ့ကကာယကံဝစီကံမနောကံတွေကိုတတိလေးနဲ့ကအမြဲတမ်းမလုပ်နဲ့ဟုတ်ချောနေပြောင်းလက်လာမှာလေသဘောပေါက်လားကိုကိုချစ်ရင်ကိုပြုရင်နဲ့ဘယ်လိုပြုရမှာလဲတတိမရှိတဲ့စိတ်မမွေးနဲ့တတိရှိတဲ့စိတ်မွေးကာယကံလေးဇင်းလုံးချောအောင်လုပ်ဝစီကံလေးဇင်းလုံးချောအောင်ပြောမနောကံလေးဇင်းလုံးချောအောင်ကျင်တဲ့ဘဒုဘဒုကြောင့်မှဘယ်အာယုံကြောင့်မှလည်းပဲဖြစ်မခံနဲ့ဘယ်ကိလေသာကြောင့်မှလည်းဖြစ်မခံနေတဲ့တကယ်ကြည့်ရမှာကတတိအမြဲရှိဖို့ပါပဲဟုတ်လားပထမအရွယ်ပဲဖြစ်ဖြစ်ဒုတိယအရွယ်ပဲဖြစ်ဖြစ်တတိယအရွယ်ပဲဖြစ်ဖြစ်မနေ့ပဲဖြစ်ဖြစ်နေ့လေပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ဟိဘယ်အချိန်ပဲဖြစ်ဖြစ်တတိရှိအောင်ကိုယ့်ကိုယ်ကိုစောင့်ရှောက်လို့လေဟောလိုက်ရောဘောဓိကုမာရမင်းနာသောတာပန်ဖြစ်ပါတယ်ဟုတ်လားတရားနာတဲ့ပြိတ္တတွေအားလုံးအကျိုးကျေးဇူးများပါတယ်တဲ့အကျိုးကျေးဇူးများလို့ခဏအရိယာတွေဖြစ်သွားကြတာပေါ့ဘောဓိကုမာရမင်းနာပါဖြစ်တာဒါလေးနဲ့ချောလိုက်လို့ဘဒုလေးနဲ့ချောလိုက်လို့ဇင်းလုံးချောသွားလို့တဲ့ဒါကြောင့်မို့မိမိတို့တတွေလဲပဲဘောဓိကုမာရမင်းနာလို့ပုဂ္ဂိုလ်တော်ဇင်းလုံးချောသေးကိုလဲပဲချောအောင်လုပ်လို့ရပါပြီတဲ့တတိချင်းဟန်တူတူပါပဲကိုကျိုးစားတဲ့မြတ်ကိုရပါတယ်တတိလေးကောင်းတာနဲ့အမြတ်ကာယကံဝစီကံမနောကံတွေဇင်းလုံးချောပြီးတော့နိဗ္ဗာန်တိုင်ထိရောက်ရှိတာလေတဲ့တတိရှိရင်ကုသိုလ်တွေဖြစ်ကောင်းကျိုးချမ်းသာမှန်သမျှလူလားတောင်းတစရာမလိုဘဲနဲ့အလိုလိုပြည့်စုံပါမယ်အဲ့ဒီဇင်းလုံးချောအောင်လုပ်ပြီးတဲ့တတိကလည်းနိဗ္ဗာန်ရောက်အောင်လေပို့ပေးပါလေတဲ့ဒါကြောင့်မို့မိမိတို့တကယ်ကြီးကိုယ့်ကိုချစ်ရင်ကိုပြုရင်ဆိုတဲ့တရားတော်ကိုနာကြားရသဖြင့်တကယ်တတိရှိရှိလေးနေနိုင်ပြီးတော့ကုသိုလ်တွေဖြစ်ကောင်းကျိုးချမ်းသာမှန်သမျှလူတိုင်းတရပြီးတော့နိဗ္ဗာန်ချမ်းသာကိုရမ်းရောက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း